တငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဝတ်တာကြီးဂျပန်တို့ဟူစုပ်ပြုတ်လေးဒီနေ့လာပြီးတော့လှုပ်ပြသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီအရွက်လေးတွေကိုအားလုံးကိုဒီနေ့မှာရေလေးတွေတခြားဆေးပေးလိုက်ပါနော်ဒါကတော့တွန့်ရဲ့အရွက်လေးတွေဖြစ်ပါတယ်တွန့်ရဲ့အရွက်တွေလည်းပါသလိုဒီမှာကျွန်တော်နနံပင်ရဲ့ကြက်သွန်မိတ်လေးတွေရဲ့ဒီမှာပါပါတယ်အားလုံးကိုဒီနေ့မှာရေဆေးထားပေးလိုက်ပါပြီးရင်ဒီထဲမှာကျွန်တော်တို့ဒီစပလင်ပေါ့နော်စပလင်လေးကိုဒီနေရာမှာနှစ်ချောင်းလောက်ဒီနေရာမှာလီထားပေးလိုက်ပါစပလင်လေးတွေဒီနေရာမှာလီးပြီးသွားပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာပဒဲကောလဲလီးပါမယ်ပဒဲကောလေးလည်းကျွန်တော်ဒီမှာလီးပြီးသွားပြီးဆိုလို့ရှိရင်ရှော့ဘလူးရွက်ပါနော်ရှော့ဘလူးရွက်လေးတွေကြတော့ဒီမှာခလဲရအယိုးတိုင်လေးတွေကိုဒီနေရာမှာဖယ်ထားပေးလိုက်ပါနော်ပြီးသွားပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာနနံပင်ပါနော်နနံပင်ကြတော့ဒီရဲ့အမြင့်လေးတွေကိုကျွန်တော်ဖယ်ထားလိုက်ပါတယ်နနံပင်လေးတွေကိုလည်းဒီနေရာမှာခပ်ပပလေးပေါ့နော်ဒီနေရာမှာလီးထားပေးလိုက်ပါပြီးရင်ကြက်သွန်မိတ်ပါနော်ကြက်သွန်မိတ်လေးတွေကိုလည်းဒီမှာလီးထားပေးလိုက်ပါနော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာတံမယာသီးကြတော့တစ်လုံးကျွန်တော်ဒီမှာထည့်ပါမယ်တကယ်လို့ကိုကခက်ချစ်ချင်းလေးစားချင်တယ်ဆိုလို့ရှိရင်နှစ်လုံးသုံးလုံးလောက်ထည့်ပေးပါနော်ပြီးရင်ကျွန်တော်ဒီမှာငရုတ်တီအမဲကိုဒီမှာလီးထားပါတယ်ငရုတ်တီအမဲတွေလည်းဒီမှာထည့်ပါမယ်ပြီးရင်ဂျပန်တုတ်ဟူပါနော်ဂျပန်တုတ်ဟူကြတော့ကျွန်တော်ဒီမှာနှစ်ခုလောက်ကျွန်တော်ဒီမှာတုံးထားပါတယ်ဂျပန်တုတ်ဟူလေးတွေလည်းဒီမှာထည့်ပါမယ်တကယ်လို့ကိုမှမရှိလို့ရှိရင်မထည့်လို့လည်းရပါတယ်နော်ဒါကတော့ကိုအဆင်ပြေတယ်လို့ပါနော်ပြီးရင်ဒီမှာကျွန်တော်ဝတ်သားကြီးထည့်ပါမယ်ဒီနေရာမှာဝတ်သားနဲ့လည်းရသလိုဒီတခြားကြက်သားတွေနဲ့လည်းတောင်းရင်တောင်းလို့ရပါတယ်ပြီးသူ့ထဲမှာကျွန်တော်ပဲငယ်ပြားအကျဲဒီမှာအနှင်းငယ်ထည့်ပါမယ်ပြီးရင်အရသာမုတ်ပါနော်အရသာမုတ်အနှင်းငယ်ထည့်ပြီးပဲငယ်ပြားရဲ့အကျဲနဲ့အရသာမုတ်တွေအလုံး200အနက်နှက်တော့အောင်ရောပြီးတော့နှဲထားပေးလိုက်ပါနော်စပြီးတော့ပြုတ်ဖို့အတွက်ရေထည့်ပါမယ်ကြက်သားမုတ်ထည့်ပါမယ်တကြားဒီမှာထည့်ပါမယ်အစောကကျွန်တော်တို့ဒီတွန့်မြက်အရွက်လေးတွေပေါ့နော်အားလုံးကိုဒီနေရာထည့်ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီနေရာမှာတခါတည်းကြက်သွန်နီမှာတခါတည်းထည့်ပါတယ်ကြက်သွန်နီကတော့၄စိတ်စိတ်ထားလေးကိုဒီမှာထည့်ပေးပါနော်ပြီးရင်ဒီမှာတပွဲဆူလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီဝတ်သားပါနော်ဝတ်သားကြီးလေးဒီမှာအရသာလေးတွေနှက်ထားတာလေးတွေကိုဒီမှာအားလုံးတစ်ခါပြန်ပြီးတော့ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာအမြုပ်လေးတွေထားတယ်ဆိုလို့ရှိရင်အမြုပ်လေးတွေကိုဒီနေရာမှာဆယ်ထားပေးလိုက်ပါနော်ဝတ်သားကြီးလေးတွေဒီမှာအနေငယ်ရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာငံပြာရည်ဒီမှာထည့်ပါမယ်ငံပြာရည်လေးတွေဒီမှာထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဂျပန်တုတ်ဟူဒီမှာအနေငယ်ထည့်ပါမယ်နော်ဂျပန်တုတ်ဟူလီးထားတာလေးတွေကိုဒီမှာထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအားလုံးနော်နူးသွားအောင်ဒီနေရာမှာပြုတ်ပေးလိုက်ပါပြီးလို့ရှိရင်ငရုတ်ဒီအကြက်မုတ်ဒီမှာထည့်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာအားလုံးမီးပိတ်ပြီးတော့မှတံမယာသီးလေးညှစ်ထည့်ပါမယ်နော်တံမယာသီးကတော့ခက်ချစ်ချင်းလေးစားချင်လို့ရှိရင်နှစ်လုံးသုံးလုံးလောက်ဒီမှာထည့်ပေးပါနော်တမယာရေးလေးတွေညှစ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုဒီမှာအပေါ့အငယ်ရတာမြည်ကြည့်ပါနော်နောက်ဆုံးမှာကျွန်တော်တို့အစောကပပလီးထားတဲ့ဒီနနံပင်လေးတွေကြက်သွန်မိတ်လေးတွေကိုအားလုံးဒီမှာပြန်ပြီးတော့ထည့်ပေးလိုက်ပါနော်အရန်ကိုစားလို့ကောင်းတဲ့ဂျပန်တို့ဟူဝတ်သားစုပ်ပြုတ်လေးပါနော်ကြိုက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်bye bye